Hello အားလုံးပဲမင်္ဂလာပါကဲလူချင်းမင်းတို့ပိတ်ရမှာမင်းနေကြပြီလားဆရာကလေးကိုမရှိလို့နော်ဒီ free အပိတ်နဲ့ညီကောင်မတို့တွေကဲဆရာကလေးကိုပိတ်ရမှာမဟုတ်ဘူးလားပေးတင်ပါလေမဟုတ်ဘူးလားပေးတဲ့လူတွေအတိုင်းကိုဗာပေးမလဲဆိုတော့အထူးလက်ဆောင်ပေးမယ်ဘာလဲဆိုတော့ကျွန်တော်ကြာပိတ်နေမှာဆိုရင်ကျွန်တော်တို့29မနက်ခင်းပိုင်းတောက်ကြနေမနက်ပိုင်းမှာဆိုရင်ကျွန်တော်တို့38အဲ့နှစ်ခုပေါင်းလိုက်ပါ29ပေါင်း1 38ကိုပေါင်းမယ်ဆို1အဲ့လိုမျိုး break တူကျလာခဲ့ပြီဆိုရင်သူ့ရဲ့နောက်2ရက်အတွင်းမှာတင်ချပေါက်လာပေးမယ် break ပြန်ရတယ်ဗျအဲ့ဒါလေးကိုဆရာကလေးကိုပေးရမှာမဟုတ်ဘူးလေးလာပို့ပေးမဲ့လူတွေအကုန်လုံးကိုကျွန်တော်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်2ရက်အတွင်းတော့တနင်္လာအင်္ဂါ2ရက်အတွင်းအခုလာမတင်လာအင်္ဂါ2ရက်အတွင်းမပေါ်ကတော့မိတ်ဆွေတို့စေနာရှိတော့လာပို့ပေါ့ဗျာပို့ချင်တဲ့လူတွေအကုန်လုံးကျွန်တော်ရဲ့နံပါတ်လေးကတော့0976376656 Hello လို့ပြီးဆရာကလေးကိုစေနာရှိတော့လာပို့လိုက်ဘယ်လောက်ရလို့မဆိုလို့ဘူးနော် Okay မိတ်ဆွေတို့ဘက်ကမပေါ်လေးလာပို့လိုက်ရတယ်ကျွန်တော်ဘက်ကလည်းပြန်ပြီးတော့ရှာဖွေထားတဲ့အရာလေးကိုပြန်ပြီးသွားမှာဖြစ်ပါလိမ့်တဲလေးပြီးတော့ပေးအောင်နော်